ထိရောက်သောမြေဩဇာသုံးစွဲမှုနည်းလမ်းအကြောင်းဗဟုသုတအနေဖြင့်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ထိရောက်သောမြေဩဇာသုံးစွဲမှုနည်းလမ်းဆိုတာအသုံးပြုလိုက်တဲ့မြေဩဇာပမာဏတွေကအတော်များများကိုဒီနယ်ပင်ကအမှန်တကယ်ဆုပ်ယူအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။အဲ့ဒါလို့ထိရောက်စွာဆုပ်ယူနိုင်ခြင်းကြောင့်မြေဩဇာလေးလွင်ဆုံးရှုံးမှုနည်းခြင်းမြေဩဇာကိုကုန်ကျစရိတ်လျော့နည်းခြင်းဒီနယ်အထွက်တိုးခြင်းတဘာဝပတ်ဝန်းကျင်ဉာဏ်မှုကိုလျော့နည်းစေခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။အဲ့ဒါလို့ထိရောက်အောင်စီမံခန့်ခွဲဖို့ဆိုရင် right so right rate right time and right place ဆိုတဲ့ 4R စနစ်ကိုလိုက်နာဖို့လိုပါတယ်။ right so တင့်ရော်သောမြေဩဇာရွေးချယ်ခြင်းမှာဘယ်လိုရွေးချယ်ကြမလဲ။အဲ့ဒါလို့ရွေးချယ်တဲ့နေရာမှာမြေစီလွှာရဲ့ဓာတုကုန်သက်တီးနဲ့ရူပကုန်သက်တီးဟာအဓိကကြပါတယ်။နိုက်ထရိုဂျင်မြေဩဇာကိုကြည့်ရအောင်။တီးနှံမင်းစားသုံးနိုင်တဲ့ပုံစံသည် nitrate နဲ့ ammonia ဆိုပြီးနှစ်မျိုးရှိပါတယ်။ nitrate ပုံစံနိုက်ထရိုဂျင်မြေဩဇာကိုရေလွှမ်းထားတဲ့နေမှာအသုံးမပြုသင့်ပါဘူး။နိုက်ထရိုဂျင်တဲရောက်မှုဖြစ်စဉ်ကြောင့်လေလွင်ဆုံးရှုံးမှုဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။နောက်တစ်ချက်က nitrate ပုံစံအာဟာရဓာတ်သည်မြေစီလွှာရဲ့မျက်နှာပြင်မှာတွယ်ကပ်နိုင်စွမ်းနေတာမို့အမြင့်ဆုံးကနေအောက်ဘက်ကိုစိတ်ဝင်ဆုံးရှုံးစေနိုင်တာကြောင့်ဖြစ်ပါတယ်။အမိုနီယမ်ပုံစံနိုက်ထရိုဂျင်မြေဩဇာကိုတော့ချင်းငံကင်းကြီးနဲ့မြေစီလွှာမှာအပေါ်ယံကျဲပတ်ပြီးအသုံးမပြုသင့်ပါဘူး။အမိုနီးယားအဖြစ်အငွေ့ပြန်ဆုံးရှုံးနိုင်တာကြောင့်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့မြေဩဇာတွေရဲ့လေတူတွေကရေဓာတ်ကိုစွဲငင်ယူနိုင်စွမ်းကုန်သက်သည့်အရာအချို့မြေဩဇာတွေဟာပေါင်းစပ်လိုက်တဲ့အခါအဆိုပြန်ပြီးခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒါလို့သဟဇာတမဖြစ်တဲ့မြေဩဇာနှစ်မျိုးကိုရောစပ်ပြီးအသုံးမပြုစေဖို့လိုအပ်ပါတယ်။ဥပမာယူရီးယားနဲ့အမိုနီယမ်နိုက်ထရိတ်ယူရီးယားနဲ့စူပါဖော့စဖိတ်ကိုမရောစပ်သင့်ပါဘူး။ right rate တင့်ရော်သောနှုန်းထားသုံးခြင်းဖြစ်ပါတယ်။မြေစီလွှာကထောက်ပံ့ပေးနိုင်တဲ့အာဟာရဓာတ်ပမာဏနဲ့ဒီနယ်ပင်ရဲ့လိုအပ်ချက်ကိုတွက်ချက်ပြီးထပ်မံထည့်သွင်းပေးရမယ့်မြေဩဇာပမာဏကိုတွက်ချက်ထည့်သွင်းခြင်းဖြစ်ပါတယ်။မြေစီလွှာကိုတက်ခွဲစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ right time တင့်ရော်သောအချိန်တွင်မြေဩဇာအသုံးပြုခြင်းဖြစ်ပါတယ်။ဒီနယ်တစ်မျိုးချင်းစီရဲ့ကြီးထွားမှုအစဉ်အလိုက်အာဟာရဆုပ်ယူမှုမြေစီလွှာမှထောက်ပံ့ပေးမှုအာဟာရဓာတ်ဆုံးရှုံးနိုင်ခြင်းနဲ့ဓာတိဥတုအခြေအနေတို့ကိုသိရှိနားလည်ပြီးမြေဩဇာကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ right place အမြင့်ရောက်နိုင်သောနေရာတွင်မြေဩဇာထည့်ခြင်းလို့ဖြစ်ပါတယ်။အဲ့ဒါလို့ 4R စနစ်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ဖြင့်မြေစီလွှာကျမ်းမှာအလေအလွင်နေပြီးတီးနှံအထွန်းနှုံတို့ယုံတာမကရေရှည်တည်တဲ့နဲ့စိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်တဲ့အခြေအနေတရလည်းဖြစ်ကြောင်းအတိပေးတင်ဆက်လိုက်ရပါတယ်ရှင်။တောင်သူစီးပွားဒီလာတိုးပွားစီမီဇာမနီ